မိတော်ဤမိဖုရားတိုက်ဓမ္မသခြင်းဖြစ်ပါတယ်ခမိတော်ဤမိဖုရားတိုက်မှာခံယူနာရောက်ကြည်စင်ဖျားသို့သောကံပေရှိအလင်းကိုကျွန်ုပ်တို့ထွန်ရန်မိန်ဆိုကံပေရှိမိများလေးစေပင်လေလိုက်ချိုးရည်လေးစေဒီမျိုးနေဘာကူနေသူအားကဲစေချမ်းသာပေးနိုင်ရာပြေမောက်မိုင်ရတဲ့စေရောက်လာကြောင်မဲ့ဖွဲလိုက်များလေလားကုသူများကရှိအလင်းကိုတတ်တာမျိုးကြည်လျက်နေကြကံပေရှိမိများလေးစေပင်လေလာချိုးရွေလေးစေဒီမျိုးနေဘာကူနေသူအားကဲစေချမ်းသာပေးနိုင်ရာတော်မီခွဲပြေလေလိုက်ခါ၍လူချိုမျိုးလေးစိတ်ကံသူရောက်ရန်ချိုးစားစေမောင်တွင်သက်ဆုံးမီဆိုပေကံပေရှိမိများလင်းစေပင်လေလာကြောရွေလေးစေစေချမ်းသာပေးနိုင်ရာကံပေရှိမိများလေးစေပင်လေလိုက်ကြောရွေလေးစေဒီမျိုးနေဘာကူနေသူအားကဲစေချမ်းသာပေးနိုင်ရာရောက်စီတိုင်းဖျားရှင်ကောင်းကြီးပေးပါစေAmen.